ဝန်လင်းကတဲကန်နာရထဲမှာဒူးထောက်နေရကနေမတ်တက်ထွက်ပြီးသူ့ရဲ့ရန်ရန်စက်ဝိုင်းနယ်မြေကိုစတင်ဖြန့်ကျက်လိုက်ပါတယ်။ဒါပေမဲ့သူ့ရှိမှရှိနေတာကတာမန်လူမဟုတ်ပါဘူး။အနက်ရောင်ဝစ်စုံနဲ့အေယာမဓာမကြီးကိုကြောပိုးထားတဲ့ရှောင်းရန်ဟာမိုးကြိုးအစွမ်းတွေနဲ့အတူပေါ်လာပါတယ်။ရှောင်းရန်ကဝန်လင်းမင်းရဲ့အစွမ်းတွေကဒီလောက်ပဲလားလို့စိန်ခေါ်လိုက်ပါတယ်။ရှောင်းရန်ကသူ့ရဲ့ဝိညာဉ်အစွမ်းနဲ့မေတူရှားရဲ့ပုံရိပ်ရောင်ကိုပွား၃ခုကိုဖန်တီးလိုက်ပြီးဝန်လင်းကိုဝိုင်းရန်တိုက်ခိုက်စေပါတယ်။မေတူရှားရဲ့ကိုပွားတွေကအနီရောင်ဝိညာဉ်အစွမ်းတွေနဲ့ဝန်လင်းကိုတရားဆက်တိုက်ခိုက်တဲ့အတွက်ဝန်လင်းတခုခံနေခဲ့ပါတယ်။တိုက်ပွဲကကဘာပြတ်မတက်ပြင်းထန်လာပြီးရှောင်းရန်ရဲ့မီးရှန်ဓာတ်တွေနဲ့ဝန်လင်းရဲ့ဝိညာဉ်ဓာတ်ပြန်တွေကောင်းကင်တစ်ခုလုံးမှာရှုပ်ရှက်ခတ်နေပါတယ်။ဝန်လင်းဟာတစ်ဖက်ကရှောင်းရန်တစ်ဖက်ကမေတူရှားရဲ့ကိုပွားတွေရဲ့ပူပေါင်းတိုက်စစ်ကြောင့်အခက်တွေ့နေခဲ့ပါတယ်ဒါပေမဲ့ဝန်လင်းဟာအရှုံးမပေးသေးပါဘူးသူ့ရဲ့မျက်လုံးတွေထဲမှာတက်ဖြတ်လို့တဲ့အငွေ့သက်တွေနဲ့အတူဒီနေ့တော့ကောင်းကင်ဘုံကသတ်မှတ်ထားတဲ့ကံကြမ္မာကိုငါကိုယ်တိုင်ပြောင်းလဲပြစ်မယ်လို့ကြုံဝလိုက်ပါတယ်နောက်ဆုံးမှာတော့ဝန်လင်းကသူ့ရဲ့ဝက်ဖဲဖြစ်တဲ့အတွေးပုံစွမ်းအားကိုထုတ်ဖော်လိုက်ပြီးနယ်မြေတစ်ခုလုံးကိုပြင်းထန်တဲ့ဖိအားတွေနဲ့ပြန်လည်လွှမ်းမိုးလိုက်ပါတယ်နောက်ထပ်အပိုင်းတွေဆက်ကြည့်ဖို့ channel လေးကို follow လုပ်ခဲ့ပါဦး